ယေရှုနာမတော်အဖြစ်အားလုံးမင်္ဂလာပါလို့နှုတ်ခွန်းဆက်တာချင်ပါတယ်။သမီးရဲ့နာမည်ကတော့အနံ့ပင်ပင်လို့ခေါ်ပါတယ်။အခုပါဝင်သိဆိုမဲ့တခြင်းလေးကတော့တေးစောသားရေးသားထားပြီးတော့တေးစောသားနဲ့ထန်တောင်တည်ဆိုထားတဲ့နှလုံးခုန်တန်ဆိုတဲ့တခြင်းလေးနဲ့ပါဝင်ချင်ပါတယ်။နှလုံးခုန်လိုက်တိုင်းကျေးဇူးတော်အသက်ရှူလိုက်တိုင်းချီးမွမ်းမကုန်ခြေလမ်းတိုင်းကြည့်ရှုနေတယ်အထိခိုက်မရှိစေဘူးမောင်မိုက်တကောင်ရံများအိတ်ဆက်ချေကောင်းခင်တမန်များတချပေးမနှမိုးလင်းနိုင်မှာနိုးထားခွင့်ပေးနှလုံးခုန်လိုက်တိုင်းကျေးဇူးတော်အသက်ရှူလိုက်တိုင်းချီးမွမ်းမကုန်ခြေလမ်းတိုင်းကြည့်ရှုနေတယ်အထိတ်ခိုင်မရှိစေဘူးမောင်မိုက်တကောင်ရံညာအိတ်ဆက်ချေကောင်းခင်တမန်များတချပေးမနှမိုးလင်းနိုင်မှာနိုးထားခွင့်ပေးနှလုံးခုန်လိုက်တိုင်းမှာအသက်ရှူလိုက်တိုင်းမှာသခင်ယေရှုကရုဏာတော်ချီးမွမ်းလို့မကုန်ဘူးချမ်းသာခွင့်ပေးနေအသက်ရှင်ခွင့်ပေးတယ်သခင်ယေရှုရဲ့အတွက်ချီးမွမ်းမကုန်ဘူးတိုင်းကျေးဇူးတော်အသက်ရှူလိုက်တိုင်းချီးမွမ်းမကုန်ခြေလမ်းတိုင်းကြည့်ရှုနေတယ်အထိခိုက်မရှိစေဘူးမောင်မိုက်တကောင်ရံများအိတ်ဆက်ချေကောင်းခင်တမန်များတချပေးမနှမိုးလင်းနိုင်မှာနိုးထားခွင့်ပေးနှလုံးခုန်လိုက်တိုင်းမှာအသက်ရှူလိုက်တိုင်းမှာခင်ယေရှုကရုဏာတော်ချီးမွမ်းလို့မကုန်ဘူးချမ်းသာခွင့်ပေးနေအသက်ရှင်ခွင့်ပေးတယ်သခင်ယေရှုရဲ့အတွက်ချီးမွမ်းမကုန်ဘူးမနေခင်လေးနဲ့လေးနဲ့သခင်ကရုဏာတော်ကြိုးလည်းနေဘေးရနေမှာကျွန်ုပ်တွေအထိခိုက်မရှိစေဘူးအတောင်တို့ရိတ်အောင်လုံးကြုံခွင့်ပေးတယ်ခွေကဆောင်မပေးသခင်ယေရှုရဲ့အတွက်ချီးမွမ်းမကုန်ဘူးနှလုံးခုန်လိုက်တိုင်းမှာအသက်ရှူလိုက်တိုင်းမှာခင်ယေရှုကရုဏာတော်ချီးမွမ်းလို့မကုန်ဘူးချမ်းသာခွင့်ပေးနေအသက်ရှင်ခွင့်ပေးတယ်သခင်ယေရှုရဲ့အတွက်ချီးမွမ်းမကုန်ဘူးသခင်ယေရှုရဲ့အတွက်ချီးမွမ်းမကုန်ဘူး
္ဂလာပါ မင်္ဂလာပါ သမီးကလည်းပင်ပဲဗျာသမီးနာမည်ကနမ်ပင်နော် ဟုတ်ကဲ့ရှင်ဟုတ် သမီးဆိုတာကောင်းတယ်သမီးအတန်နဲ့တချင်းနဲ့လည်းလိုက်တယ်ဒါပေမဲ့ထုံးစံတိုင်းအန်တီကတော့ပြုတ်သဘောနဲ့သမီးကိုနည်းနည်းတော့ပြင်ရမယ်နော်ဘာလဲဆိုတော့သမီးတကြောင်မှာဆွဲတယ်မလားဆွဲနောက်ဆုံးအလုံးကလေမလျှော့ချလိုက်နဲ့လျှော့လိုက်ရင် flat ဖြစ်တတ်တယ်သမီးက flat တော့မဖြစ်သေးဘူးဖြစ်ခါနီးလေးနဲ့ပြန်ကောင်းသွားတယ်ဆိုတော့အဲ့ဒါဘာလဲဆိုသမီးအကျင့်ပါနေဆွဲထားလေအဲ့ဒီ note ကိုသမီးတောင်းအောင်ဆွဲတာလှုပ်လိုက်လို့ရှိရင်နောက်ဆုံးကြတယ် vibrato ကနည်းနည်းလေး off ဖြစ်ချင်တယ်နော်မဖြစ်တော့မဖြစ်သေးဘူးဖြစ်လို့နီးဖြစ်နေတယ်အဲ့တော့အန်တီကစိတ်ပူလို့ပြောတာသမီးအပြင်မှာတချင်းဆိုရင်လည်းအဲ့လိုပဲမလွတ်ချလိုက်နဲ့နော် note ကိုအပြည့်ဆိုဟုတ်လားအဲ့ဒါဆိုရင်ပိုကောင်းမယ်နော်ဒီတစ်ခါလည်းအပြည့်တော့တိတ်မရှိပါဘူးအန်တီကတော့ပြည့်မရှိအတင်းလိုက်ရှာတာပဲလေနော်ဘာလို့လဲဆိုတော့ကိုယ်ကလေးတွေကိုကောင်းစေချင်လို့ပါနော်အဲ့ဒါလေးသမီးတတိထားလိုက်လို့ရှိရင်ပို perfect ဖြစ်ပါမယ်အခုတော့အန်တီက yes ပဲပေးလိုက်ပါမယ်ကျေးဇူးများတင်ပါ ဟုတ်ကဲ့ညီမလေးမင်္ဂလာပါ မင်္ဂလာပါမ ဟုတ်အခုညီမလေးဆိုရတဲ့တခြင်းလေးပေါ့နော်အမအဲ့ဘယ်လိုပြောမလဲအရှိပိုင်းမှာတော့ပုံမှန်မှာပဲညီမဆိုရတာပေါ့နော်အမမရှိဘူးဒီလိုမျိုးဟို pitch တွေပါလေမရိုင်ဝါဘူးပေါ့နော်ပြင်အောင်ဆိုရဲအမနည်းနည်းဟိုမဟုတ်ကောင်းတာမဟုတ်ဘူးနော်ကောင်းတဲ့ဟာလေးပေါ့အဲ့ဒါလေးကဗမာဒီ bridge မှာလားမသိဘူးနော်ညီမလေးအဲ့မှာဘယ်လိုလေးလဲမသိဘူးဆိုလိုက်တာအဲ့နားလေးကတော်တော်လေးကိုမဟုတ်ဘူးအမဘောကြတာပြောတာဘောကြလို့ပြောတာဒါပေမဲ့အဲ့နားလေးလှတယ်လို့ပြောတာအရှိပိုင်းမှာညီမဆိုတော့ကွာသူဘယ်လိုခေါ်မလဲအများနီးတူပေါ့နော်တိတ်ပြောဘယ်လိုပြောရမလဲဘာမှတော့ထူးထူးခြားမဟုတ်ဘူးဆိုသွားတာမှန်တယ်ဒီတိုင်းပဲဆိုသွားဒါပေမဲ့အဲ့နားလေးကျမှညီမရဲ့စူပုံလေးကိုညီမနည်းနည်းလေးဟိုဘယ်လိုခေါ်မလဲညညအမသတိထားမိသွားတာပေါ့နော်အဲ့လိုမျိုးလေးအဲ့နားလေးကြောင့်အစတော့အမနည်းနည်းတော့သူရိုးတယ်ဆိုပြီးအမ no pain ကောင်းလားစဉ်းစားဒါပေမဲ့အဲ့နားလေးဆိုရင်တော့မစိုးပါဘူးသူကဆိုတော့ဆိုတဲ့သားဟဲ့ပေါ့နော်တခါလေးကျတော့လေအမတို့လေတချင်းချောင်းလေနော်ဆိုတဲ့အတန်းကလေတခါလေးကျတော့လေရိုးွားတာပါတယ်တခါလေးကိုနဲ့အရန်လိုက်တဲ့တချင်းလေးတွေ့သွားရင်လေကိုယ့်ရဲ့အတန်းအရန်ကိုဘယ်လိုကမလဲအတွန်းလှသွားတာပေါ့နော်အဲ့ဒါမျိုးလေးဆိုအဲ့အတွက်ကြောင့်မလို့အမညီမလေးကို yes ပေးလိုက်ပါမယ်နော်ကျေးဇူးများတင်ပါ မလေးမင်္ဂလာပါညီမအပြင်မှာဆိုဘူးလား ဆူရ အပြင်မှာဆိုနေကြထင်တယ်ဟုတ်လားညီမရိုးရိုးသချင်းတွေရောဆိုဘူးလားဆိုနေရထင်တယ်နော်အဲ့လို experience ရှိတဲ့ပုံလေးထွက်နေလို့လေဖျားသချင်းတွေလည်းချီးမွမ်းနေကြထင်တယ်နော်ဆိုတော့အများကြီးတော့ခုနမနေ့ပြောသလိုပဲမလည်းအဲ့ဒီ bridge ဖြစ်မယ်ထင်တယ် bridge မှာ note ကလုံးဝနည်းနည်းအလိမ်အကြောင်းအလိမ်ကြီးကိုညီမတကယ်ဆိုသွားတာအရန်တက်ရက်တယ်နော်အဲ့တော့အများကြီးပြောစရာမရှိဘူးညီမyes ပါ ကျေးဇူးများတင်ပါတယ်